လူတယောက်ကကိုယ်တိုင်ကျူးလွန်ခဲ့တဲ့အမားတွေကိုပြန်မြင်မှုအတိတ်ကိုပြန်သားခွင့်ရခဲ့မယ်ဆိုရင်ဘာတွေဖြစ်လာမလဲအခု2026မှာထွက်ရှိလာတဲ့ The Judge Returns ဆိုတဲ့ဇာတ်ကားထဲမှာမင်းသားချီစန်းကိုဘယ်လိုထူးခြားတဲ့တရားသူကြီးဖြစ်မြင်တွေ့ရမလဲဆိုတာကိုကြည့်ချင်ရင်အဆုံးထိကြည့်သားပါအောင်နော်ဇလန်ထဲမှာတော့အခုလက်ရှိက2035ခုနှစ်ပါမင်းသားချီစန်းကသူကငွေကြေးနဲ့အာဏာရှိတဲ့သူတွေရဲ့အလိုကြပေါ့နော်စီရင်ချက်တွေကိုချပေးနေတဲ့အောင်မြင်တဲ့တရားသူကြီးတယောက်ပေါ့နော်ဒါပေမဲ့သူကိုယ်တိုင်ကပဲတရက်မှာအသုံးချခံရပြီးတော့အသက်ခံလိုက်ရတယ်ပေါ့နော်ထူးခြားတာကသူတည်ဆုံးသွားပြီးရဲ့နောက်မှာလွန်ခဲ့တဲ့10နှစ်ပေါ့နော်2025ခုနှစ်သူ့ရဲ့တရားသူကြီးဘဝအစကိုသူပြန်ရောက်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီအနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာကိုကြိုသိနေတဲ့ကြီးစန်းတယောက်ကအဂတိလိုက်စားမှုတွေကိုဘလို့အမြင့်ဖြတ်ပြီးတော့တရားမျှတမှုတွေကိုဘလို့ပြန်လဲဖော်ဆောင်မလဲဆိုတာကိုရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါဒီကားရဲ့အသက်ကတော့မင်းသားကြီးကြီးစန်းပါဘာလို့လဲဆိုတော့ဒီမင်းသားကအမြဲတမ်းနောင်တရနေတဲ့သူ့ရဲ့ဝေဒနာနဲ့ပေါ့နော်ဒီရာဇဝတ်ကောင်တွေကိုဥပဒေဘောင်အတွင်းကနေပဲပညာသားပါတုံ့ပြန်မှုတွေကိုလုံးဝအမိုက်စားကြည့်ရှုရမှာပါမင်းသမီးဝင်ချင်းအားနဲ့လေသူနဲ့လည်း chemistry ကအသစ်အဆန်းဖြစ်ပြီးတော့ကြည့်ရှုရတဲ့သူတွေကိုပို့ပြီးတော့လေးနက်စီရပေါ့နော် The Diva Judge ကလိုမျိုးရက်ဆက်တဲ့ပုံမျိုးမဟုတ်ဘဲနဲ့အခုကားထဲမှာတော့ပို့ပြီးတော့လူသားဆန်ပြီးတော့တည်ငြိမ်တဲ့တရားသူကြီးအဖြစ်မြင်တွေ့ရမှာပါဒီကားကိုဘာလို့ချစ်တင်တာလဲဆိုရင်သူကရိုးရိုးဥပဒေကားမဟုတ်ဘဲနဲ့ပေါ့နော်အချိန်ခီးသွားထားတဲ့ကားလေးလည်းဖြစ်တယ်နောက်ပြီးတော့ကြောင့်အပိုင်းတိုင်းမှာလည်းစိတ်လှုပ်ရှားစရာကောင်းတဲ့ case လေးတွေကိုတွေ့ရမယ်ပေါ့နော်နောက်ပြီးဒီကားလေးကိုကြည့်ရင်းနဲ့ပေါ့နော်ငါတို့ဒါအတိတ်ကိုပြန်သွားခွင့်ရခဲ့မယ်ဆိုရင်ဘာတွေကိုအရင်ကိုပြင်မိမလဲဆိုတဲ့အတွေ့ကိုလည်းတွေးမိစီပါတယ်အဲအကြောင်းခုအနေနဲ့တော့ဒီကားလေးကို rate ပေးမယ်ဆိုရင်8.5 လောက်ပေးတာမို့လို့2016မှာလုံးဝလွတ်မခံတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက် review video တွေပဲတွေ့ရမယ် bye